လွန်ခဲ့တဲ့10နှစ်လောက်က social media ဆိုတာမိသားစုတွေတငယ်ချင်းတွေနဲ့ဆက်သွယ်ဖို့တို့ဖူတူတာရှာဖို့တို့စိတ်အပန်းဖြေဖို့တို့နော်ဒါတွေကိုအသုံးပြုတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာတော့တချို့လူတွေအတွက်ကဒီ social media ဟာဒီပညာရဖို့ထက်ဒီအတန်းရှင်းရဖို့ဆိုတာကြီးကအဓိကဖြစ်လာတယ်ပေါ့နော်ဒီ view တွေများလာရင်အောင်မြင်တယ်လို့ like တွေတက်လာရင်ဒီကိုယ့်ရဲ့တန်ဖိုးတွေကလည်းမြင့်တက်လာတယ်လို့ထင်မြင်တဲ့ဒီရဲ့အတွေးတွေကြောင့်ဖြစ်နိုင်ပါတယ်ဒီအတွေးတွေကြောင့်ပဲတချို့လူတွေဟာဒီရဲ့လူစိတ်ဝင်စားအောင်လို့မဟုတ်မမှန်တဲ့သတင်းတွေတို့ဘလို့ပောက်တက်ကရတွေတို့ကြီးတဲ့လူရှိပြီးရောဆိုပြီးတော့မှစတင်ပြီးတော့မှပြောလာကြတယ်ပေါ့တချို့ဆိုရင်ဒီအန်ဒီရဲ့များတဲ့ချဲလန့်တွေလောက်လာကြတယ်မိန်းကလေးတွေဆိုလို့ရှိရင်လေပေါ့ဒီ view တွေရဖို့အတွက်ကိုเนาะသူတို့ရဲ့เนาะအလုံးအကျွံပေါ်ပြလာကြတယ်ပေါ့ဒီလိုအတွေးခေါ်တွေကဆက်လက်ပြန့်နှံ့လာမယ်ဆိုရင်ကိုယ့်ရဲ့တန်ဖိုးကိုလုံနိုင်တဲ့အရေးအချင်းတွေနဲ့မတိုင်းတော့ဘဲနဲ့ social media ပေါ်က like တွေ follower အရေးတွက်တွေနဲ့ပဲတိုင်းတာလာနိုင်ပါတယ်အဲ့ဒီအချိန်မှာ social media ကိုကျွန်တော်တို့ကအသုံးပြုနေတာမဟုတ်တော့ပဲ social media ရဲ့အတိအမှတ်ပြုမှုကိုကျွန်တော်တို့ကလိုက်ရှာနေတာဖြစ်သွားနိုင်ပါတယ်တကယ်တော့ social media ဆိုတာကကောင်းတဲ့အရာပါနော်အတိပညာတွေမျှဝေလို့ရတယ်စီးပွားရေးတွေလုပ်လို့ရတယ်ဝေးမှာရှိတဲ့မိသားစုနဲ့ဆက်တွေ့လို့ရတယ်ဒါပေမဲ့ view တွေ like တွေကိုပဲအဓိကထားလာတဲ့အချိန်မှာတော့ကောင်းကျိုးထက်ဆိုးကျိုးတွေကပဲပိုပြီးတော့များလာနိုင်ပါတယ်ဒါကြောင့်အဓိကပြောချင်တာတစ်ခုက social media ကိုတင်ကအသုံးပြုနေတာလားဒါမှမဟုတ် social media ရဲ့အတန်းရှင်းကိုတင်ကလိုက်ရှာနေတာလား